မင်္ဂလာပါရှင် Our Kitchen Story မှာကြိုဆိုပါရစေ။ဒီနေ့တော့အရသာထူးခဲလာတဲ့ပီကင်းဘဲကင်အိမ်မှာအလွယ်ကင်းနည်းလေးကိုမျှဝေပြသွားမှာပါ။ဘဲပြင်ဆင်ပုံအရင်ဆုံးဘဲရဲ့အရေးခွန်နဲ့အသားကြားတဲ့ကိုလေထိုးသွင်းပေးပါ။ဒါမှကင်းနဲ့လက်ခါအရေးခွန်လေးကတီးတန့်ကွာထွက်ပြီးအရန်ကျွတ်သွားမှာပါ။ဘဲတောင်မန်းတိတ်တွေနဲ့ခြေထောက်တွေကိုဖျက်ထုတ်ပါ။ပြီးရင်ဝမ်းပိတ်ထဲကအစာအိမ်နဲ့ဥလန်းချောင်းတွေကိုဖေထုတ်ပြီးဘဲတကိုယ်လုံးစင်ကြယ်အောင်ဆေးကြောပေးပါ။ဘိုက်ထဲအစာသွက်ချင်း white sin sauce နဲ့တခြားအမွှေးအကြိုင်တွေကိုရောစပ်ပြီးဘဲဘိုက်ထဲကိုလောင်းထည့်ပါ။ချင်းတပြားနဲ့စက်သွုံမွေတပင်ကိုလေထည့်ပေးပါ။ဒါမှအထဲကနေမွှေးရနံ့ထွက်လာမှာပါ။ဘိုက်ခွဲထားတဲ့နေရာကိုတုတ်ချုံလေးနဲ့အရည်တို့ယူမထွက်အောင်တေချာပြန်ချုပ်ပေးပါ။ပြီးရင်ဘဲကို24နာရီကြာတရက်ရေခဲတိတာထဲမှာမောက်လျက်အနေထားနဲ့နှက်ထားပေးပါအရီခုံအတွက်အရီပြင်ဆင်ခြင်းရေနှစ်ကားလန်ထဲမှာຫນွေကျိုးနားနပ်ပွဲနဲ့လိမ္မော်ခွင်းချောက်တို့ကိုထည့်ပြီး15မိနစ်ခန့်အယောင်ပြောင်းအောင်စူအောင်တီးပါကလေးစံအရီခုံထုရန်အရီကိုပြားရည်နှစ်ခွတမရရည်သူစုံရှာလကားရည်နှစ်ခွနဲ့ meltos ကဆေးနဲ့ရည်တို့ကိုရောမွေထားပါ meltos ကိုပျော်သွားအောင်ရည်နွေးနဲ့အရင်ဖြော်ပါချက်ပြုတ်ပုံအဆင့်ဆင့်ဘဲကိုစူပွက်နေတဲ့အမွှေးအကြိုင်ရည်ထဲမှာစက္ကန့်20ခန့်စိမ်ပေးပါရည်နွေးကိုဘဲကိုပေါ်တနံလောင်းပေးခြင်းဖြင့်အရည်ခွင်ကိုတင်းသွားစေပါတယ်ပြီးရင်တော့ဆက်ထားတဲ့ဂလီဇင်းအရည်တွေကိုဘဲတကူလုံးအနှံ့လောင်းချော့ပေးပါပြီးနောက်ဘဲကိုပန်ကားလေးနဲ့အနည်းဆုံး9နာရီခန့်အရည်ခွင်တွေခြောက်ပြီးကျုံသွားတဲ့အထိချိတ်ဆွဲပြီးအချောက်ခံထားမှာကင်းနီအိုဗင်ကို166ဒီဂရီစင်တီဂရိတ်မှာအပူပေးထားပါဘဲကိုအိုဗင်ထဲထည့်ပြီးတာနဲ့အပူချိန်ကို149ဒီဂရီစင်တီဂရိတ်သို့လျှော့ချပြီးမိနစ်40ကနေ45မိနစ်ခန့်ကင်ပေးပါအသားချက်တာညီညာဖို့အတွက်မိနစ်20ကြာရင်ဘဲကိုတစ်ဖက်လန်ပေးပါဘဲခင်ချက်ပြီးဆိုရင်အိုဗင်ထဲမှာပဲ15မိနစ်ခန့်ဆက်ထားပေးပါဒါမှအသားထဲမှာအရည်ဓာတ်တွေပြန်စိတ်ဝင်ပြီးနူးညံ့ဆိုးဆွတ်နေမှာပါအိမ်မှာအလွယ်ကင်းနီးအိုဗင်မရှိတဲ့အခါအသားချက်ဖို့နဲ့အရည်ခွင်ကြွက်ဖို့အတွက်နတ်တစ်တဲအိုဒါမှမဟုတ် wok ဒဲဆောက်ကိုအသုံးပြုနိုင်ပါတယ်တခုအသားကိုအရင်ကြက်အောင်လုပ်နီးအိုဗင်မရှိတဲ့အခါဘဲကိုတိုက်ရိုက်ကင်ဖို့ခက်တတ်ကြအရင်ဆုံးအသားနှုတ်အောင်လုပ်ရပါမယ်ဘဲကိုအစာသွက်ပြီးဂလေဇင်တုတ်အချောက်ခန့်ပြီးတဲ့နောက်မှာပေါင်းအိုးထဲမှာမိနစ်30ခန့်ပေါင်းပြီးပါဒါမှအထဲကနေနှုတ်အေးသွားမှာပါပေါင်းပြီးရင်တော့ဘဲကိုပေါ်ကစူးထွက်လာတဲ့အရည်တွေကိုထီရှူးနဲ့တေချာတောက်ပြီးပြန်အချောက်ခံပါနှစ်ခုအရည်ခွင်ကြွက်အောင်လုပ်နီးဒါကတော့အိုဗင်မရှိဘဲပီကင်းဘဲခင်ရအရည်ခွင်မျိုးရဖို့လုပ်တဲ့အကောင်းဆုံးနည်းပါတဲအိုးထဲမှာစီကိုအများကြီးထည့်ပြီးအငွေ့ထွက်မြတ်တာပူအောင်ဒီပါဘဲကိုစကားတစ်ခုပေါ်တင်ထားပါတဲအိုးထဲတိုက်ရိုက်ထည့်ပြီးမကြော်ပါနဲ့အတောင်းမာသွားတတ်ပါရဲ့စူပွက်နီရဲ့စီပူတွေကိုရောက်ချုံနဲ့ခတ်ပြီးဘဲအရည်ခွင်ပေါ်ကိုတောက်လျှောက်လောင်းချပေးပါဘဲအရည်ခွင်လေးကဖောင်းကွာလာပြီးနီညုံညောင်တန်းပြီးကျွတ်လွယ်လာတဲ့အထိ9မိနစ်ကနေ10မိနစ်ခန့်စိတ်ရှည်လက်ရှည်စီပူလောင်းပေးရပါမယ်3ခုမီးသွေးအုံးမြင့်ကင်းနီအကယ်၍အိမ်မှာမီးသွေးဖို့ရှိရင်အိုးတကြီးကြီးထဲမှာဘဲကိုချိတ်ဆွဲပြီးအပေါ်ကနေအဖုံးလုံအောင်အုပ်ပြီးအိုဗင်ကိုက်တို့အပူအောင်စေပြီးကျင်းလို့ရပါတယ်ရှင်။သုံးဆောင်ရန်ပြင်ဆင်ခြင်းဘဲသားကိုပပလေးပြီးကြက်တုံမြိတ်တခွားဒီ sauce တို့နဲ့တွဲဖက်သုံးဆောင်နိုင်ပါသည်။ဂျုံပြားလေးနဲ့လည်းလိပ်စားလို့ရပါတယ်ရှင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ချက်နည်းအသစ်တွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်နော်။ Like, follow and share လုပ်ပြီးအားပေးကြပါအောင်နော်။